စကားပြောတာကအစပြုံးတာကအစဝတ်တာစားတာကအစနောက်ဆုံးစပို့ရင်သုံးတဲ့ emoji ကအစအကုန်ချစ်စရာကောင်းနေတယ်အရာရာတိုင်းကသူ့တန်ဖိုးနဲ့သူမင်းကြီးစာနေတဲ့အချိန်မှာခြေတစ်ခွက်ဟာအမောပြေစေသလိုချိုပြီးတောက်လို့ကောင်းလိုက်တာလို့ခံစားရမယ်။ရေမငတ်တဲ့အချိန်ကျဒီရေတစ်ခွက်ကရေတတ်တာပဲဖြစ်လိမ့်မယ်။ပါရသားမှလည်းမရှိဘူး။ချမ်းနေတဲ့အခါနေအောင်ကြီးအနှွေးတက်လေးကမင်းအတွက်အဖိုးမဖြစ်နိုင်တဲ့အရာပဲ။တိတ်တန်ဖိုးရှိတယ်။မချမ်းတဲ့အခါဒီအနှွေးတက်လေးကိုတတိမထားမိဘူးပူရဲဆိုပြီးစိတ်တောင်တိုးအောင်မယ်ဒီလိုပဲလူတယောက်ကိုမင်းတကယ်ချစ်တဲ့အခါသူဘယ်လိုနေချစ်တယ်စကားပြောတာကအစပြုံးတာကအစဝတ်တာစားတာကအစနောက်ဆုံးစပို့ရင်သုံးတဲ့ emoji ကအစအကုန်ချစ်စရာကောင်းနေတယ်ကြည်မောအချစ်မောလေးဖြစ်နေတယ်မချစ်တော့ရင်လဲဒီလူဘလောက်ကောင်းအောင်လုပ်နေပါစေအကောင်းမမြင်နိုင်တော့ဘူးအားနေချက်ရှိတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးကြီးများတက်လာတယ်လို့အပြစ်တင်တက်လာတယ်တကယ်တမ်းတစ်ဖက်သားကဘာမှမပြောင်းလဲဘူးရဲ့သူဟာအရင်လိုချစ်စရာကောင်းနေစေသူ့အပေါ်ထားတဲ့မင်းချစ်တွေကသာပြောင်းလဲသွားတာပါအရာရာတိုင်းမှာသူတို့ကိုယ်ပိုင်တန်ဖိုးရှိပါတယ်သူတို့ကိုဆုံးရှုံးသွားမှတန်ဖိုးတည်တာမျိုးမလုပ်မိပါစေနဲ့